ဟန်တို့တဲ့ဒီသစ္စာလေးပါးကိုမသိခဲ့ကြလို့သင်တို့ရောငါရောအလွန်ရှည်လျားတဲ့တန်လျာခီးကိုသွားခဲ့ကြရလှပြီကျင်လည်ခဲ့ကြရလှပြီလို့အဲ့လိုဟောဟုတ်လားဘယ်လောက်ထိမြတ်စွာဘုရားသစ္စာလေးပါးကိုသိသိခြင်းတယ်လေပฏิဝေဒာတိနဲ့ကိုရည်ညွှန်းတာနော်ဘုန်းတော်အဲ့ဒီသစ္စာတန်ရုပ်ထဲမှာပဲတတ္တိတတ္တသုတ်တံဆိုတာရှိဒီဒေသနာမှာလာတဲ့အဓိပ္ပာယ်လေးတွေကိုလူတော်တော်များများကြားဖို့ရတယ်တတ္တိတတ္တဆိုတာလှံပေါင်း100ဒီလိုအဓိပ္ပာယ်ရအဲ့မြတ်စွာဘုရားယဟန်တော်တွေကိုဟောတာယဟန်တို့တဲ့လူတယောက်ကိုမင်းငါမနဲ့ခင်းမှာလှံအချက်100ထိုးမယ်ခဏကိုအနှံ့အချက်100ဆိုတော့တကယ်ကိုပဲကြောက်မဲ့ဖို့ရကောင်းတဲ့ဒုက္ခတွေပေါ့နော်မွန်းတဲ့ချိန်မှာအချက်100ထိုးမယ်ညချမ်းကာလမှာအချက်100ထိုးမယ်တနေ့ကိုလှံအချက်300အဲ့ဒါဘယ်လောက်ကြာအောင်ထိုးခံရမှာလဲဆိုတော့ तू ကသူ့အသက်ကအနှစ်100ရှိဆိုနှစ်ပေါင်း100ထိုးခံရတရက်ကိုလှံချက်300အဲ့လိုနှစ်ပေါင်း100အထိုးခံရလို့ရှိရင်အထိုးခံမယ်ဆိုလို့ရှိရင်မင်းသစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိလိမ့်မယ်ဆိုလိုတာသစ္စာလေးပါးကိုသိတယ်အရိယာဖြစ်လိမ့်မယ်အဲ့လိုများတစုံတယောက်ကလာပြောမယ်ဆိုလို့ရှိရင်အဲ့ဒီလှံအထိုးခံတဲ့ကိစ္စကိုဝမ်းမြောက်ဝမ်းသာသွားပြီးတော့အထိုးခံတဲ့နေတဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီသစ္စာလေးပါးကိုသာသိသွားမယ်ဆိုလို့ရှိရင်နောက်ထပ်ဒုက္ခတွေကဘာမှသိမကြံတော့တကယ်လို့သစ္စာလေးပါးကိုမသိသေးဘူးဆိုလို့ရှိရင်ဘဝတန်တရားနောက်ထပ်ဘယ်လောက်ဆက်ရအောင်မှမသိဘူးပေါ့နော်အဲ့ဒါလို့ဆိုလို့ရှိရင်ဘဝတန်တရားရဲ့အနေအထားမှန်းမရသေးတဲ့အတွက်ကြောင့်လှန်ထိုးခံပြီးတော့သိရတဲ့ဘဝပေါင်းများစွာနော်ဓာထိုးခံပြီးတော့သိရတဲ့ဘဝပေါင်းများစွာကောင်းပြတ်ခံလို့သိရတဲ့ဘဝပေါင်းများစွာမှန်းလို့မရဒါကြောင့်မြတ်စွာဘုရားကတနေ့ကိုလှန်အချက်300နဲ့နှစ်ပေါင်း100အထိုးခံလို့သစ္စာလေးပါးကိုသိမယ်ဆိုရင်ပျော်ပျော်ရွှင်ရွှင်အထိုးခံတိုက်တယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်သစ္စာလေးပါးကိုမသိသေးဘူးဆိုရင်အနာဂတ်တန်တရားဘယ်လောက်ရှည်အောင်မယ်ဆိုတာမှန်းလို့မရသေးဘူးဆိုလို့ရှိရင်သစ္စာလေးပါးကိုမသိသေးတော့ဘဝတန်တရားမှာမိုက်မဲတဲ့မိတ်ဆွေရုပ်တွေနဲ့ပေါင်းမိပြီးတော့မဟုတ်တာတွေကိုလုံမိပြီးတော့ဒုက္ခရောက်နိုင်တဲ့ဘဝတွေအများကြီးမှန်းလို့မရတော့ကောင်းငယ်မြောက်လိုက်တဲ့ဒုက္ခကိုအရင်ကပြန်ကြမလားဖျားပြန်ကြမလားဆိုတာဘုန်းဘုန်းတို့မှန်းလို့မရဘူးအဲ့လိုပဲဘဝတန်တရားမှာဘုန်းဘုန်းတို့မှန်းလို့မရဘူးသစ္စာလေးပါးကိုမသိသေးသမျှဘဝတွေကလည်းမှန်းလို့မရဘူးဘာတွေဖြစ်မယ်ဆိုတာလည်းမသိနိုင်ဒါကြောင့်မြတ်စွာဘုရားကစတုဏံဘိက္ခွေရိယသစ္စာနာနနုဘောဓာအပတိဝေဒဧဝမိတံဒီကမတ္တနာတန္တာဝိတံတန္တရိတံမမင်ရှေဝတုံမကင်္စနေရာတော်တော်များများမှာဒီဒေသနာလေးဟောတယ်ဒါမို့လှမ်းအချက်ပေါင်း300နှစ်ပေါင်း100တရက်ကိုလှမ်းအချက်300နှစ်ပေါင်း100တော့အထိုးခံရမှာသစ္စာလေးပါးကိုသိမယ်ဆိုရင်အထိုးခံထိုက်တယ်လို့ဟောတာ